အဖြူနေတိုင်းဆင်းတဲ့သူတွေအနေနဲ့ဒီအချက်တွေကိုဂရုစိုက်ဖို့လိုအပ်ပါတယ်။အဖြူစင်းခြင်းဆိုတာအမျိုးသမီးတိုင်းအချိန်အခါမျိုးအသက်အရွယ်မျိုးကြုံတွေ့ရနိုင်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။စိတ်ဖိစီးမှုများတာတွေအရေးပြတာတွေနဲ့လေ့ကျင့်ခန်းအပြင်းထန်လုပ်တာဟော်မုန်းပြောင်းလဲမှုတွေကြောင့်အဖြူစင်းခြင်းတွေကိုအမျိုးသမီးတိုင်းတွေ့ကြုံရနိုင်ပါတယ်နော်။အဖြူနေတိုင်းဆင်းတဲ့နေသားတွေမှာဆိုရင်အဖြူရောင်ရည်ကြဲကြဲလေးတွေအကြည်ချွဲလေးတွေဆင်းတာအယောင်အနှံ့တွေပူဆက်တာတွေရားရံတာအနံ့ဆိုးထွက်တာတွေမဖြစ်ဘူးဆိုရင်တော့ပုံမှန်နေထားလို့ယူဆနိုင်ပါတယ်။အဖြူနေတိုင်းဆင်းနေတဲ့သူတွေအနေနဲ့ဒီအချက်တွေကိုအထူးယူဆိုင်ဖို့လိုအပ်ပါတယ်။အဖြူစင်းတဲ့ပမာဏတွေကများလာတာတွေပုံစံနေထားပြောင်းလဲလာတဲ့နေထားတွေနဲ့မိမိကိုယ်မှာရားရံတာကျင်းဆက်တာနံဆိုးတွေထွက်လာပြီဆိုရင်တော့မိမိကိုပိုးဝင်တာတွေကြောင့်ဖြစ်နိုင်တာမလို့ဒီလိုနေထားတွေဖြစ်ခဲ့ရင်တော့လုံးဝမပေါ်စားသင့်ပါဘူး။ဒါကြောင့်အဖြူနေတိုင်းဆင်းတဲ့ချစ်ရတဲ့မျိုးသမီးတွေနဲ့ပိုးဝင်တဲ့နေထားတွေဖြစ်စေဖို့အတွက်အဖြူစင်းခြင်းတွေအမြဲတမ်းကြုံတွေ့နေရပြီဆိုရင်တော့ဒီကိုရေးတန်ရှင်းရေးကူးဆိုင်တာတွေရေမြမြတောက်ပေးတာတွေနဲ့အတွင်းခံရဲ့တန်ရှင်းရေးကိုအထူးကူးဆိုင်ပေးဖို့လိုအပ်ပါတယ်။အရေးဝအောင်အိတ်ဆက်တာအာဟာရပြည့်ဝအောင်စားတောက်တာနဲ့စိတ်ဖြူစမှုချောချတာတွေကိုလည်းပြုလုပ်ပေးဖို့လိုအပ်ပါတယ်နော်။မျိုးသမီးတိုင်းပုံမကျမ်းမာလာပါပြောရှင်မို့ကိုညီပေးနေတဲ့မကြီးပါမကြီးရဲ့ဗီဒီယိုကိုတခြားမျိုးသမီးလည်းကျမ်းမာရေးပြုစုတာရနိုင်စေဖို့အပေါင်းလေးနဲ့အသေးလေးပေးပြီးရှယ်သွားရေးပါအောင်နော်တည်ကျင်တာတွေရှိရင်လည်းကွန်မန့်မှာမှန်းခဲ့ပေးနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်